မင်္ဂလာပါတတမိမိတို့ရေဒီကနေ့ဆရာကတတမိမိတို့ကိုပုံမြင်လေးတစ်ပုဒ်ပြောပြချင်တယ်ပုံမြင်လေးရဲ့နာမည်ကကေစေခံရတဲ့ကလေးတဲ့နော်ဆိုတော့အဲ့ကလေးလေးဘယ်လိုအကေစေခံရလဲဆိုတော့ပုံမြင်လေးနဲ့တစ်ဆင့်ပြောပြသွားမယ်ပုံမြင်လေးရဲ့အစမှာဘယင်ကြီးရောသက်သူအသက်ရှင်နေတဲ့မြကာလပတ်လုံးနောက်ပိုင်းအချိန်တွေမှာဣသရေလလူမျိုးတွေကိုအဲဂုတုလူမျိုးတွေကကျင်ကျင်နာနာနဲ့ဆက်ဆံကြတယ်တဲ့နော်ငတ်မို့ခေါင်းပါတဲ့ဘေးကနေအဲဂုတုတနိုင်ငံလုံးကိုကယ်တင်ခဲ့တဲ့ဘယင်ကြီးယောသပ်ပေါ်မှာထားရှိခဲ့တဲ့မေတ္တာစေတနာကြောင့်ပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီမေတ္တာစေတနာတွေကကြမခံလိုက်ပါဘူးဘယင်ကြီးယောသပ်ရဲ့ဂျေဇုတွေရောဘယင်ကြီးယောသပ်ရဲ့လူမျိုးဖြစ်တဲ့ဣသရေလလူမျိုးတွေကိုလည်းအရေးမဆိုင်တဲ့ဘယင်တစ်ပါးကအုပ်ချုပ်လာတယ်ဣသရေလလူတွေဟာအလွန်တရာများပြားတိုးပွားပြီးတော့မှအေဂုတုပြည်သားတွေထက်ခွန်အားအလွန်ကြီးမားလာကြမှာဘူးအဲ့ဒီဘယင်ကသူကအလွန်စိုးရိမ်ပြီးတော့မှကြောက်ရွံ့တယ်အဲ့တော့သူအဲ့လိုစိုးရိမ်တဲ့အခါမှာသူအေဂုတုပြည်သူတွေကိုသူဘယ်လိုပြောလဲဆိုတော့ဒီဣသရေလလူတွေကိုပို့ပြီးကြက်တက်နဲ့ငါတို့အုပ်ချုပ်ကြရအောင်သူတို့တွေကအလွန်အင်အားကြီးလာကြပြီဆိုပြီးတော့မှအဲ့ဒီဘုရင်ကြီးကပြောတယ်အဲ့လိုပြောတဲ့ဘုရင်ကြီးကိုဖာရောမင်းလို့ခေါ်တယ်ဣသရေလလူတွေကိုအုပ်ချုပ်ဖို့နော်ရက်ဆက်ကြမ်းကြုတ်တဲ့အုပ်ချုပ်သူတွေကိုဖာရောမင်းကခန့်ထားတယ်ပင်မလေးလံတဲ့အလုပ်တွေကိုလုပ်ခိုင်းတယ်အေဂုတုပြည်သားတွေအတွက်နော်ဣသရေလလူမျိုးတွေကိုမတရားဖိနှိပ်ညှဉ်းဆဲပြီးတော့မှခိုင်းစားတယ်မျိုးတွေတီးဖို့အုပ်တွေဖုတ်ပေးရတယ်အဲ့ဒါအပြင်ကမှသူတို့ကိုယ်ပိုင်လေကနေထွက်တဲ့စပါးတွေတင်းနဲ့အများစုကိုလေသူတို့ကပို့ပေးကြရသေးတယ်နော်ရိတ်ခါတိုးလောင်ထားဖို့ဆိုပြီးစပကြီးတွေလည်းပေးရတယ်ကိုတော်တွေလည်းဆောက်ပေးရတယ်နော်ဣသရေလလူမျိုးတွေတိုးတစ်ထက်တိုးအာကြီးတစ်ထက်ကြီးပြီးတော့မှလာကြမှာကိုသူကကြောက်ရွံ့တဲ့အခါမှာဖာရောမင်းကြီးကနောက်ထပ်အမိန့်တစ်ခုကိုထုတ်လိုက်တယ်နော်သူထုတ်လိုက်တဲ့အမိန့်ကဘယ်လိုလဲဆိုရင်ဣသရေလလူမျိုးတွေထဲမှာယောက်ျားလေးမွေးတပ်ပြစ်ရမယ်နော်မိန်းကလေးမွေးရင်တော့သက်ရှင်ဝင်ရတယ်နော်ဒါပေမဲ့အလောက်ထိရဆက်နဲ့ညင်ပဲနှိပ်စက်ပြီးဖိနှိပ်ချုပ်ချယ်ထားတဲ့ကြားကနေအမုန်းတရားတွေကြားတွေကနေပြီးတော့မှဣသရေလလူမျိုးတွေကလည်းတိုးပွားစေအားကြီးစေပဲဖြစ်တယ်အဲ့ဒီလိုဣသရေလလူမျိုးတွေအပေါ်မှာနော်ရက်ဆက်ကြမ်းကြုတ်မှုတွေကြက်တဲနဲ့နော်တားယောက်ျားလေးမွေးတိုင်းတက်နေရတဲ့အချိန်တွင်းမှာပဲနော်တားယောက်ျားလေးတစ်ယောက်ကမွေးလာပြန်တယ်နော်အလွန်ချစ်စရာကောင်းလို့တဲ့နော်သူ့အမေကအေဂုတုပြည်သားတွေမတွေ့အောင်လို့သူ့မှာဖွက်ထားရရှာတယ်နော်3လလောက်ကြာလာတဲ့အခါမှာတော့သူလည်းဖွက်ထားလို့အဆင်မပြေတော့ဘူးနော်ဒီတော့သူ့အမေကသူ့သားလေးအသက်ရှင်ဖို့အတွက်ဆိုပြီးဘုရားသခင်သူ့ကိုကူညီမဆလိုက်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့သူ့အမေကအကြံတစ်ခုထုတ်လိုက်တယ်အဲ့ဒီအကြံကဘာလဲဆိုတော့သူကလေးပုံစံပကတ်ချင်းလေးတစ်ခုကိုသူရက်လိုက်တယ်နော်သူရက်ပြီးတော့သူလှုပ်လိုက်တယ်ပြီးတော့ရေမွေအောင်ဆိုပြီးတော့ရေညစ်တစ်စေးတွေကိုသူတုတ်လိုက်တယ်နော်ဒီနားလေးအနောက်ဒီအပေါ်ရဲ့အထဲတွေကိုသူတုတ်လိုက်တယ်ပြီးတော့ခလေးကိုထဲသိပ်ပြီးဒီကန်နာကိုင်းတော်ထဲမှာသွားချထားတယ်ဖာရောမင်းရဲ့သမီးတော်ကတစ်ချိန်မှာဒီမြစ်စိတ်မှာရေလာကစားဖို့ရှိတယ်ဆိုတော့သူသိတယ်အဲ့ဒါကြောင့်အခက်ကိုမင်းသမီးမြင်နိုင်မဲ့နေရာလောက်မှာသူကမျောလိုက်တယ်ပြီးတော့မလန့်မကန့်နေပြီပုံမီစောင့်ကြည့်နေဖို့အတွက်သူ့ရဲ့သမီးကိုသူမာထားတယ်နော်သူ့သမီးရဲ့နာမည်ကမီရီယာလို့ခေါ်တယ်အဲ့ဒါတော့ဒီခလေးလေးရဲ့အမပေါ့နော်အသက်ကလည်း12နှစ်ပဲရှိပြီတယ်အခက်လေးကရေပေါ်မှာဘောလုံးပေါ်ပြီးတော့ဟိုဘက်လေးကိုမျောဒီဘက်လေးကိုမျောနေဖြစ်နေတာမီရီယာတို့တားမိနေအောင်ကကြည့်ပြီးတော့ဘယ်လောက်တော့ရင်ခုန်ပြီးတော့မှစိုးရိမ်ပူပန်နေလိုက်
အဲ့ဒီလိုနဲ့မကြခင်အချိန်မှာပဲဖာရောမင်းရဲ့သမီးတော်ကလည်းသူ့အထိန်တော်တွေနဲ့ရေကစားဖို့ဆိုထွက်လာတဲ့အခါမှာအဲ့မြစ်စိတ်ကံကိုရောက်တဲ့အခါမှာနော်ရေပေါ်မှာမျောနေတဲ့ပကတ်ချင်းလေးကိုသူတွေးသွားတော့တာပေါ့သူကလည်းအဲ့ချင်းလေးကိုတွေးတဲ့အခါမှာသူ့ရဲ့အထိန်တော်တယောက်ကိုစေလွတ်ပြီးတော့မှအဲ့ဒီပကတ်ချင်းလေးကိုယူခဲ့ခိုင်းတယ်နော်အဲ့လိုယူမှလည်းသူပကတ်ချင်းထဲမှာဘာရှိတယ်ဆိုတော့သူသိရမှာဟုတ်ဆိုတော့အထိန်တော်ကလည်းပကတ်ချင်းလေးကိုယူလာပြီးတော့မင်းသမီးရှိမှချလိုက်တယ်နော်အဖုံးလေးကိုဖွင့်လိုက်တဲ့အခါမှာတိတ်ချစ်စရာကောင်းပြီးတော့မှတနာစရာတိတ်ကောင်းတဲ့ကလေးလေးကိုသူတွေ့ရတယ်နော်ကလေးလေးကလည်းသူတို့မြင်တော့သူ့ကိုကောက်ချီအောင်ဆိုပြီးတော့ငိုပြပါလေကွယ်အဲ့ဒီလိုမျိုးကလေးလေးကငိုပြနေတာကိုမင်းသမီးကလည်းတွေ့ပြီးကြည့်ပြီးတော့မှကလေးလေးကိုကျင်နာတနာပြီးတော့မြင်မြင်ချင်းနဲ့ချစ်သွားပြီးတော့သူကဆက်ပြောဒီကလေးလေးကဟီဘဲကလေးနဲ့တူတယ်ဆိုတော့သူပြောလိုက်တယ်နော်ပြီးတော့မှအဲ့ဖာရောမင်းရဲ့သမီးတော်ကလည်းဆက်ပြီးတော့မှဘယ်လိုတွေးလဲဆိုတော့ဒီလောက်လှတဲ့ကလေးတလောက်ချစ်စရာအလွန်ကောင်းတဲ့ကလေးလေးကရေထဲမှာသေရမှာရစ်စစ်ရကြလို့လေဆိုပြီးမှသူတွေးပြီးပါနော်အဲ့ဒီအချိန်မှာပဲမိန်းကလေးတယောက်ကသူကတိုက်ဆိုင်တယ်လို့မျိုးနဲ့ရောက်လာတဲ့သဘောမျိုးနဲ့သူစီကိုပြေးလာမီစီပြေးလာနော်ပြေးလာပြီးတော့မှသူကကလေးကိုတစ်ချက်ကြည့်လိုက်တယ်ကလေးလေးကိုသူကြည့်ပြီးတော့မှမင်းသမီးကိုဘယ်လိုရှောက်လဲဆိုတော့ကလေးကိုထိန်းပြီးဖို့ဟီပြေးကလေးချင်းအမျိုးသမီးရှာပေးရမလားဆိုတော့သူကမင်းသမီးကိုမေးလိုက်အောင်အဲ့ဒီအချိန်မှာပဲမင်းသမီးကဘာပြန်ပြောလဲဆိုတော့အေးကလေးရင်းရှာပေးပါကွယ်ဆိုပြီးတော့မှမင်းကလေးကိုပြန်ပြောတယ်နော်အဲ့ဒီမင်းကလေးရဲ့ကလည်းကလေးရဲ့အမဖြစ်တယ်နော်မီရီယန်ဆိုတဲ့အဲ့ဒီမင်းကလေးကနော်အပြေးလွှားပဲသူ့အမေကိုသွားခေါ်တော့တာပေါ့နော်မင်းသမီးကလည်းအဲ့ဒီဟေပြဲမျိုးသမီးကိုတွေ့တဲ့အခါမှာကလေးကိုတင့်အိမ်ကိုခေါ်သွားပြီးငါအတွက်ထိန်းပေးပါနော်ကလေးထိန်းကပေးပါမယ်ဆိုပြီးတော့မှကလေးမျိုးပြောတယ်နော်ဟေပြဲမျိုးသမီးကလည်းသူ့သားလေးကိုပြန်ခေါ်သွားမယ်ဆိုတော့ဩပြောတာဗောဘလောက်ပြောမလဲစဉ်းစားကြည့်အောင်လည်းသိနော်သူ့သားကိုဘယ်သူမှအန်ဒီမပြုတ်နိုင်တော့ဘူးဆိုပြီးတော့မှသူအရန်ပြုတ်နော်သူ့သားကိုဘရင်သမီးတော့ဆောင်းလျှောက်ထားပြီးဆိုတဲ့အဲ့ဒါကိုတီးလိုက်တဲ့အချိန်မှာသူစိတ်ချပြီးတော့မှသူပျော်ပျော်ရွှင်ရွှင်ပဲသူကလေးကိုပြန်ခေါ်ပြီးတော့ထိန်းနော်ပုံမြင်လေးကတော့ဒီနေ့အတွက်ကဒီလောက်ပါပဲနော်နောက်ထပ်အဆက်တွေကိုနားထောင်ဖို့နောက်ပတ်ဒီမှာပြန်ဆောင်ကြမယ်နော်